တော်လှန်မိဘပြည်သူများမင်္ဂလာပါခင်ဗျာ2025ခုနှစ်ပြီးခဲ့တဲ့အော်တိုဘာလအတွင်းမြန်မာအကြမ်းဖက်စစ်တပ်ရဲ့စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ပုံတွေကိုကျွန်တော်တို့စမ်းချောင်းပင်မတပိတ်စစ်ကြောင်းကနေတင်ဆက်ပေးမှာပါ2025ခုနှစ်ပြီးခဲ့တဲ့အော်တိုဘာလအတွင်းမြန်မာအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာဆက်လက်ပြင်းထန်လျက်ရှိနေပြီးတော့အရသာပြည်သူတေဆုံးမှုတွေကလည်းမြင့်တက်လျက်ရှိနေပါတယ်2025ခုနှစ်အော်တိုဘာလအတွင်းအကြမ်းဖက်စစ်တပ်ဟာပြည်သူတွေကိုလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခြင်းဒရုန်းတွေကိုအသုံးပြုတိုက်ခိုက်ခြင်းနဲ့လက်နက်ကြီးပစ်ခတ်ခြင်းတွေကိုပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့တယ်လို့ဒေတာတွင်အခြေခံသတင်းအချက်အလက်တွေကနေသိရှိရပါတယ်။အရက်သားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုအကြိမ်အအတွက်ဟာတစ်လအတွင်းအကြိမ်200ကျော်ပြုလုပ်ခဲ့ပြီးအနည်းဆုံးလူ184ဦးသေဆုံးခဲ့ကအပြင်းအထန်ဒဏ်ရာရရှိသူ453ဦးရှိတယ်လို့ဒေတာတွင်သတင်းအချက်အလက်တွေကနေသိရှိရပါတယ်။လေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုများတိုးလာတဲ့အချိန်အော်တိုဘာလ2ရက်နောက်ပိုင်းတွေမှာအကြမ်းဖက်လေတပ်ကစက်တပ်လေထီးတွေကိုအသုံးပြုပြီးဘုံကျဲလာမှုအကြိမ်ရေအတွက်ကတဖြည်းဖြည်းနဲ့တိုးလာခဲ့ပါတယ်။သတင်းကျွတ်မီထုံပွဲတော်အတွင်းစကိုင်းတိုင်းချောင်းဦးမြို့ဘုံတိုကျွေးရွာကိုဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အနည်းဆုံးအရက်သားပြည်သူ23ဦးသေဆုံးပြီးအပြင်းထန်ဒဏ်ရာရရှိသူ62ဦးထိရှိခဲ့ပါတယ်။အော်တိုဘာလ9ရက်နေ့မှာတော့တီဘောမြို့နဲ့မိုင်းလုံဒေသတွေမှာအရက်သားပြည်သူ73ဦးထပ်မံသေဆုံးခဲ့ရပါတယ်။အော်တိုဘာလ18ရက်ကနေ20ရက်ကြားရှမ်းမြောက်ဒေသတွေဖြစ်တဲ့နန့်ဆန်မိုင်းကောနဲ့မန်တုံဒေသတွေကိုအကြမ်းဖက်လေတပ်ကဂျက်ဖိုက်တာတွေတုံးပြီးဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်တန်ကာတော်2ပါးအပါအဝင်ပြည်သူများအပြားသေဆုံးခဲ့ရပါတယ်။တလအတွင်းသေဆုံးသူ184ဦးရှိတဲ့အနက်ကလေးသူငယ်38ဦးပါဝင်တယ်လို့ဒေသတွင်းအခြေခံသတင်းအချက်အလက်တွေကနေသိရှိရပါတယ်။အထူးသဖြင့်အော်တိုဘာလ4ရက်နေ့မှာရှမ်းပြည်နယ်နန့်ဆန်မြို့ဇဲတုံဟုံကျေးရွာတိုက်ခိုက်မှုအတွင်းအသက်10နှစ်အရွယ်ကလေးငယ်2ဦးနဲ့အသက်73နှစ်အရွယ်ကလေးငယ်2ဦးကိုသေဆုံးခဲ့ရပါတယ်။အော်တိုဘာလ21ရက်နေ့မှာတော့ဘောကုတ်မြို့တွင်ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်3ဦးထပ်မံသေဆုံးခဲ့ရပါတယ်ခင်ဗျာ။အဆိုပါအကြောင်းအရာတွေဟာအာဏာသိမ်းစစ်တပ်ကလေကြောင်းလက်နက်ကြီးတွေကိုအသုံးပြုပြီးအများပြည်သူများနေထိုင်ရာအဆောက်အအုံတွေကိုရည်ရွယ်ချက်ရှိတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။ဒါအပြင်စာတင်ကျောင်းဖုံးရင်းကျောင်းနဲ့အများပြည်သူသုံးဆေးရုံတွေအပါအဝင်အဆောက်အအုံများစွာထိခိုက်ပျက်စီးမှုများရှိခဲ့ပါတယ်။ဗရောင်းမိုင်းလုံမတရားချင်းပြည်နယ်မင်းတပ်မြို့အထိလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဇရက်စာတင်ကျောင်းနဲ့ဖုံးရင်းကျောင်းဆောင်တွေပျက်စီးဆုံးရှုံးမှုများရှိခဲ့ပါတယ်။အထူးသဖြင့်ချင်းပြည်နယ်မင်းတပ်မြို့ပေါ်ရှိဘော်ဒါကျောင်းကိုဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အနည်းဆုံးကျောင်းသား3ဦးသေဆုံးပြီးအပြင်းထန်ဒဏ်ရာရရှိသူ10ဦးအထိရှိခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေအပါအဝင်မြို့ပြတွေမှာစစ်တပ်နဲ့ပြူစောထီတွေကလမ်းမတွေပေါ်မှာလူငယ်တွေကိုပေါ်ထားဆွဲဖမ်းဆီးခြင်းရန်ကုန်မြို့တွင်ညအချိန်ပေါ်ထားဆွဲဖမ်းဆီးခြင်းနဲ့အမျိုးသမီးငယ်တွေကိုအဓမ္မပြုတပ်ဖြတ်ခြင်းတွေဟာတဖြည်းဖြည်းနဲ့ပြင်းထန်လာခဲ့ပါတယ်။ကောလင်းနဲ့ရွှေဘုံမြို့နယ်တွေမှာလည်းစစ်တပ်နဲ့လက်အောက်ခံပြူစောထီတွေကအမျိုးသမီးတွေကိုလိမ်မန်းဆိုင်ရာကျူးလွန်မှုတွေရှိခဲ့တယ်လို့ဒေတာတွင်သတင်းအချက်အလက်တွေကနေသိရှိရပါတယ်။ပြန်လည်သုံးသပ်တင်ပြရမယ်ဆိုလို့ရှိရင်2025ခုနှစ်အောက်တိုဘာလအတွင်းမြန်မာအကြမ်းဖက်စစ်တပ်ကလေကြောင်းနဲ့ရဲသားပြည်သူတွေကိုရည်ရွယ်ချက်ရှိပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးစစ်ရာဇဝတ်မှုတွေကျူးလွန်နေတယ်ဆိုတာထင်ရှားပါတယ်။အာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့်ရဲသားပြည်သူကလေးငယ်တွေအမျိုးသမီးတွေနဲ့တန်ဃာတော်တွေအပါအဝင်ထိခိုက်ပျက်စီးမှုအများအပြားရှိခဲ့ုံသာမကဓာတ်ရိုက်သေဆုံးနေကြရပါတယ်။အာဏာသိမ်းစစ်တပ်ကစစ်လေရင်သုံးဘုံအမျိုးအစားတွေဖြစ်တဲ့ပေါင်250ပေါင်900ဘုံအမျိုးအစားတွေကိုအသုံးပြုမှုပုံမှန်များပြားလာတာကြောင့်ဒေတာတွင်လူနေမှုအခြေအနေတွေမှာပုံမှန်အန္တရာယ်ရှိလာစေပါတယ်။နေကုန်းချုပ်အနေနဲ့2025ခုနှစ်အောက်တိုဘာလအတွင်းမြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေဟာလေကြောင်းစစ်စင်ရေးတွေဘက်ကိုအခြေခံပြီးမြန်မာပြည်တဝန်းပြည်သူတွေကိုတိုက်ရိုက်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။စကိုင်းရှမ်းချင်းနဲ့ရခိုင်ဒေသတွေဟာထိခိုက်မှုအများဆုံးဖြစ်ပွားခဲ့ပြီးတခြားတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာလည်းအကြမ်းဖက်စစ်တပ်နဲ့လက်အောက်ခံပြူစောတိတွေကမြို့ပြတွေမှာအကြမ်းဖက်မှုတွေပုံမှန်ပြုလုပ်လာတာကိုတွေ့ရပါတယ်။အဆိုပါအကြောင်းအရာတွေဟာအာဏာသိမ်းစစ်တပ်ကနိုင်ငံတော်အာဏာတိုးတက်မှုကိုရယူလိုမှုနဲ့ရသားပြည်သူတွေကိုလက်နက်ပြအကြမ်းဖက်နေတာဖြစ်ကြောင်းသက်သေပြနေတာပဲဖြစ်ပါတယ်ခင်ဗျာမြန်မာပြည်သူများစစ်ခွေးရန်မှကင်းဝေးကြပါစေခင်ဗျာ